과우 렌네세 동네라고 텔라만 주면 알라시 타이루게 아미아이베 그래서 선아불로 유다리고 친로로 못했네 원이래 가운데 선아불 디디농 디하리 뭐 동땡괴 레딩 뭐 나땡 동땡 삐동이래 가운데 아침에 가면 봐 그래서 뭐 줄리리 발리 야옹로서 뼈비노 이가 나가라리 야메 너 두준리 야자로 너 가라미미 너 나가라리 야메 다 부줄리고 너 이가 노생 야옹리 야메 너다 아고 파파이리 지 내놔 nothing lấy phải rồi nó đi con á đó phải lấy lấy nó đi tôi đi cả là xí mẹ đi đoạn bù yong này là rồi phải xí mẹ xếp phải xí mẹ xếp phải cái đó đi yong nó phải cái đó hoài à nó là xí mẹ cho nó phải công lại bù yong nó bây giờ là đi chán xí đi ra solution đi mẹ trả lấy xí mẹ nó đi chán xí đi ra bù yong đi được còn nó phải đi cho nó yên nó khâu cả hà cho nó phải này bà này đàn này nó nói như là chú ở đó ai lý mới giàu mấy qua rồi lúc nó thì mà giàu một xíu đâu cho nó phải qua đâu mà cho nó đông lẹ bảo vậy nó thì cái lẹ phải chén đâu mấy yo nó rất giàu mấy nó cũng đi qua đi cả cho nó đi qua đi lâu xí này mấy nhà luôn nó đó cũng là đi qua đi cũng nó tính bao lệ là mà cho nó giàu nó tính giàu này về cho bà đó nó tính giàu này rồi chú ở đóရှိတယ်အတန်လို့လားကျွန်တော်ပြောရမယ်ဒီလောက်ခွာတက်လက်ကိုနှစ်သိန်းလောက်ပေးဝင်နိုင်တဲ့ကောင်ကဟိုတာဇန်တို့အချင်းတို့တကောင်းမှမပါဘူးနော်ဆိုလို့ရတယ်ပေါ့ဒီပစ္စည်းဒီလက်ရာဒီဒီဇိုင်းကိုသူတို့တန်နေထင်လို့သူတို့ရဲ့လက်ထဲမှာသိကြည်နေမှုဟိုလို့ရမယ်ပတ်စံပေးဝယ်လိုက်ရင်သူတို့တွေရောက်လာတဲ့ကင်လဲရတဲ့အခါမှာသူတို့ရဲ့စိတ်ချမ်းသာမှုရလို့ဒီပစ္စည်းကိုဒီစည်းလုံးပေးဝယ်တာအချင်းတကောင်းမှမပါဘူးဆိုတာစလင်းရောကျွန်တော်တို့တယောက်တည်းတည်လာဝယ်တဲ့ကောင်တကောင်းမှမပါဘူးဥမာဆိုလို့ရတော့ကျန်တဲ့စလင်းရောရောင်းသမားအကုန်လုံးကိုလေဟာတည်တယ်ဖိုင်းတဲ့လူတွေကိုလည်းတည်တယ်ဒါပေမဲ့လို့ခဏဘလို့အဲ့ဒီလူတွေကသွားကြည့်ပြီးတော့ဒီလက်ရာကိုကြိုက်လို့ဒီလေးလုံးပေးပြီးတော့တန်းနေချင်လို့လာဝယ်တဲ့ကောင်များတယ်ဒါနေဒီကောင်တွေအချင်းထဲရောက်လာလို့ဖြစ်နေမှာဆိုလို့ဒီလူဟာမျိုးကိုဝယ်သွားတဲ့ကောင်အချင်းတကောင်မှမပါဘူးအကုန်လုံးဟိုသူတို့လေးလာပြီးတော့မှဒီဈေးနှုန်းနဲ့ဒီလက်ရာကိုတန်းနေထင်လို့ဝယ်တာမတန်းရင်ဝယ်တယ်မထင်ဘူးဘာလို့လဲမဝယ်ဘူးပေါ့နော်ဘာလို့လဲကျွန်တော်တို့ကိုယ်တိုင်လေဒီလက်ရာကိုဒီဈေးနှုန်းပေးပြီးဝယ်ကန်တာပဲဒီလာဘွားကနေကိုင်းတာပေါ့နော်ရှင်းတာဟိုရိုးရှင်းပြောပြရမယ်ဆိုရင်တော့အဖိုင်းကန်ပြီးသွားတဲ့လူကဗျာဘယ်လိုပြောရမလဲရိုးကမကန်ရင်တော့ကျွန်တော်ရိုးကမပြစ်တတ်တော့ကျွန်တော်အဲ့နဲ့ပြောရင်းနဲ့လက်ကလဲသွားဒီတလက်တော့ကျွန်တော်ရောင်းပေးအောင်မယ်နော်ကျွန်တော်လက်တည်းကကျွန်တော်မရောင်းတော့လုံးမရောင်းအဲ့ဒီလက်တည်းကတော့နော်ပြီးကြမှာတော့မရှိမှတော့ညံ့မလို့နဲ့ဒီတလက်ပဲကျွန်တော်နော်ပြီးတော့ကျွန်တော်ရဲ့ဖိုက်တာစရင်ပြဇာရှိတဲ့လူတွေပေါ့နော်ဇာရှိတဲ့လူတွေအိမ်ပိုင်လို့ခေါ်လီလုပ်တဲ့လူတွေစရင်ပြအဲ့ဒီကွာအကောင့်မှာကိုစရင်ကောက်ထားတာ900ရောက်လာပြီပေါ့နော်2ယောက်ပဲလို့တော့တယ်ကျွန်တော်2ယောက်ပဲလက်ခံတော့မယ်ကျွန်တော်အဲ့ဒီကွာကိုဒီကြောင်းမှာရောင်းဆိုရင်ကျွန်တော်9သိန်းလောက်ရောင်းမှာနော်ဒါကတခါလေကျိုးပြောပြထားတာလိုချင်တဲ့ညီလေးလာပြီးတော့မလို့ရတယ်အိမ်ပိုင်လို့ခေါ်လီလုပ်ချင်တဲ့လူတွေလာပါအိမ်မပိုင်မနဲ့ခေါ်လီလုပ်နေတဲ့လူတွေလာလို့ရတယ်နော်ကျွန်တော်ထက်ဘေးဆိုလို့ရှိရင်အိမ်မပိုင်ဟိုအိမ်မပိုင်ဥစ္စာဒီလိုပေါ့နော်ကျွန်တော်တို့နဲ့သူနဲ့ကျွန်တော်နဲ့အတူတူပဲပုံစံတူတယ်ဘာလို့ဆိုကျွန်တော်တို့ရှင်ယူတာဘွားနော်ဆိုလို့ရှိရင်ကျွန်တော်တို့ခွားတွေကိုခုပြီးမာတာအဲ့ဒီမှာဆိုလို့ဆိုတော့ဒါကကိုယ့်ရဲ့ဝါသနာယူသွင်းမှုတစ်ခုကြောင့်ကုန်တဲ့ပတ်စံလေးဟိုဒါကြီးကနေပြန်ပြီးဝင်ရလာမယ်လမ်းကြောင်းမဟုတ်ဘူးကိုကဒါကိုစနဘလို့နော်အလားအနေနဲ့ကြည်ရရင်ဟိုကြည်ချင်းလို့ဝယ်တဲ့သဘောမျိုးလိုဖြစ်နေတော့ခွာဗျာကျွန်တော်ပြောလူတယောက်လက်တစ်ဖက်ပဲပါတာတစ်ခါပဲပြလို့တစ်လက်ပဲပြလို့ရတယ်လေနှစ်လက်ပူးလည်းပြလို့ရတာမှမဟုတ်တာအဲ့လိုဆိုတော့ဟိုကျွန်တော်တို့အများကြီးဝယ်စုတဲ့အချိန်မှာဟိုဘယ်လိုပြောရမလဲတိတာတိမမြင်သေးတဲ့ပေါ့နော်ဟိုမတိဘူးလားဆိုတော့နောက်တော့တိတာပေါ့များလာတော့တိတာပဲလေဒါပေမဲ့လို့ဆိုတော့ဟိုကိုယူထားတဲ့အမျိုးသမီးကအဲ့လိုမျိုးဆိုလို့ရှိရင်ပတ်စံတွေပို့ကိုကုန်းနဲ့ဘာညာဆိုတော့ကုန်းနဲ့ပေါက်တွေဖောက်ရတယ်အဲ့လိုနေထားနေမှာကြတော့ဆိုတော့လို့ကိုလည်းကိုကမဟုတ်တာလို့ဗျကိုဝါသနာကြောင့်ကိုမဟုတ်တော့ဒါမလိုအပ်တဲ့ဟာတွေဝဲတာဆိုတော့ဆိုတော့လို့ respect ခုပေါ့နော်သူတို့ပုံမှာမသိသိချင်းပေါ့နော်မချစ်လို့စကားမကားကြံလည်းပါတယ်အဲ့လိုဘေးတွေကျွန်တော်မပါတယ်နော်ခွာမဟုတ်တော့မှသူမျိုးသမီးရှိနေလို့ရှိရင်အတန်လေးပါတိုးသွားတာဒီလားဒါပေမဲ့ဆိုတော့လို့ပေါ့မလုပ်ဘူးလားဆိုတော့ကျွန်တော်တို့တွေကကိုလုပ်ချင်တဲ့ဟာကိုလုပ်တယ်ဆိုတော့လုပ်ပြီးသွားတော့သူတို့ပုံမှာတော့ respect ခုတော့ထားရတာပေါ့နော်အဲ့လိုဆိုတော့အဲ့လိုဘေးတွေလေးရှိတယ်အဲ့ဒီဘေးကတော့ဆိုတော့လို့တော်တော်ကိုစုံပါတယ်အားမပြည်တွေဆိုဝယ်ထားတာကျွန်တော်ပြလို့ပေါ့နော်သူစီအပြန်ယူကြောင်းတော့ရတယ်ဗျာဘာမှလည်းမဟုတ်ဒီတိုင်းဝယ်ထားတာအဲ့ဒါ
အဲ့တော့ဆွမ်းနာပြောလို့ပေါ့နော်ကျွန်တော်တို့ယူဇာတွေထဲမှာအဲ့လိုမျိုးအများကြီးသုံးနိုင်တဲ့ကောင်တွေအများကြီးပဲသိမလားအကွာဟိုအလက်20 30လောက်တစ်လက်မှမပြည့်ဖက်နဲ့အလှရှိတ်ထားတဲ့လူတွေအများကြီးပဲအဲ့တော့ဆွမ်းနာပြောလို့ယူဇာတွေကိုအချင်းလို့တော့မထင်နဲ့ဝဲနေတဲ့ကောင်တွေလည်းဆွမ်းနာပြောဒီချင်းလုံးဒီဟာတွေဟို3သိန်းခွဲ4သိန်းဟို2သိန်း3သိန်းပေးသုံးနေတဲ့ကောင်တွေကအချင်းတစ်ကောင်းမှမပါဒီပတ်စံတော့ဆုံးရှုံးသွားလဲပါစောက်စုမဆိုင်ဘူးဆိုတဲ့ကောင်တွေများတယ်ပေါ့နော်အဲ့တော့ကြတော့ဟိုတန်နေမတန်ဘူးဆိုတာသူတို့တွေကပြီးပြီးသားဒီလူတယောက်ရဲ့ပုံစံကြည့်လိုက်ရင်ဒီလူတယောက်ကသူတို့ကိုချင်းချင်းနိုင်မဖြစ်လာဆိုတော့သုံးသက်နိုင်လောက်တဲ့အရေးချင်းရှိတဲ့ကောင်ကြီးကြီးပဲပါတီပါချက်ကောင်တစ်ကောင်းမှမပါဘူးအဲ့ဒါကိုပြောချင်တယ်ဒီကအဲ့တော့ကျွန်တော်ငါရောက်တော့ရသွားပြီပေါ့နော်9ရောက်ရသွားပြီ2ရောက်ကျန်တော့မယ်နော်လူချင်းတွေလာပြောပါနော်ဒီက3သိန်းခွဲနဲ့4သိန်းချမှာရှိပါမယ်ကျွန်တော်စီမှာလာလို့ရပါတယ်ကျွန်တော်ပုံပြပေးပါမယ်နော်ဘယ်တော့ဘယ်ကလာရောက်လာမယ်ဆိုတော့ကျွန်တော်လည်းမသိဘူးနော်ရောက်လာတဲ့ချိန်ကျရင်ယူကိုယူရမယ်ဒီမှာပြောထားတဲ့လူကဟိုပေါ့နော်ကျွန်တော်ဒီကမမဦးသေးတဲ့လူဆိုရင်ကျွန်တော်စရင်တောင်းမယ်နော်နည်းနည်းပဲမဦးတဲ့လူဆိုစင်တောင်းမှာပေါ့နော်အဲ့လိုပြောတာအဲ့ဒါပြောတာဒီလူပါ